လေးတွေကိုတည်သွားပြီဆိုတော့ခါကြတော့အမတို့ဘာဆက်ပြောမလဲဆိုလို့ရှိရင်ဘယ်သူတွေက who can take the IMAT ဘယ်သူတွေက IMAT exam ကိုဖြေလို့ရမလဲပေါ့ဘယ်သူတွေက IMAT exam ကိုဖြေလို့ရမလဲဆိုလို့ရှိရင် 3 year education ရှိတဲ့ဘယ်သူမှဆိုဖြေလို့ရတယ်3 year education ရှိရဲ့ဘယ်သူမှဆိုပေါ့နော်အဲ့တော့3 year education ဆိုတာဘယ်လိုမျိုးသတ်မှတ်တာလဲပေါ့ဥပမာအမတို့စနစ်ဟောင်းပေါ့နော်စနစ်ဟောင်းဆိုလို့ရှိရင်အမတို့10တန်းဖြည့်ခဲ့တယ်10တန်းဖြည့်ပြီးတော့ခါကြတော့တက္ကသိုလ်ပထမနှစ်တက်ခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒါကို 3 year education လို့သတ်မှတ်တယ်တကယ်လို့10တန်းဖြည့်ခဲ့တယ်တက္ကသိုလ်ပထမနှစ်လည်းမတက်ရသေးဘူးပေါ့အဲ့ဒါဆိုရှင်တခြားဘာ option ရှိလဲပေါ့နော်တခြားဘာ option ရှိလဲဆိုလို့ရှိရင်10တန်းဖြည့်ပြီးပြီအဲ့လိုဆိုရှင် foundation ဒီအီတလီနိုင်ငံမှာ foundation တက်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါကို 3 year education လို့သတ်မှတ်တယ်ပေါ့နော်ကိုကစနစ်တဲ့ပေါ့နော်စနစ်တန်းအောင်ထားတယ်ဆိုလို့ရှိရင်လည်းဘယ်လိုသတ်မှတ်လဲဆိုလို့ရှိရင် 3 year education ရှိရလို့သတ်မှတ်တယ်တခြား pathway အနေနဲ့ဘာရှိသေးလဲဆိုလို့ရှိရင်ကိုက IGCSE လမ်းကြောင်းကိုသွားမယ်ဆိုပါစို့ IGCSE လမ်းကြောင်းကိုသွားမယ်ဆိုလို့ရှိရင် IGCSE O level ပြီးထားတယ် IGCSE A level တက်ဖို့ပေါ့နော်one subject ပဲပြီးထားတယ်ဆိုလို့ရှိရင်တော့ foundation year program ကိုတက်ရမယ်ပေါ့နော်နောက်တစ်ချက်ကပါလဲဆိုလို့ရှိရင် IGCSE A level မှာ subject 3ခုပြီးထားတယ်ဆိုလို့ရှိရင်တော့ foundation program ကိုတက်เสียရမလို့ပဲနဲ့ချက်ချင်းဘာလုပ်လို့ရလဲဆိုရှင် IMAT ကိုတန်းပြီးတော့ဖြည့်လို့ရတယ် IMAT တန်းဖြည့်ပြီးတော့ခါကြတော့ university တန်း join လို့ရတယ်ပေါ့နော်နောက်ထပ် pathway တစ်ခုကကြတော့ဘာလဲဆိုရှင် OSSD ပြီးထားတဲ့သူတွေ OSSD ပြီးထားတဲ့သူတွေအတွက်ကကြတော့ 3 year education ရှိရလို့သတ်မှတ်တဲ့အတွက်ကြောင့်မလို့ IMAT ကိုတန်းဖြည့်လို့ရတယ် university တန်းလျှောက်လို့ရတယ်ပေါ့နော်နောက်ထပ် pathway ကကြတော့ IP လမ်းကြောင်းသွားတဲ့သူတွေပေါ့နော် IP သွားတဲ့သူတွေကြတော့လေ 3 year education လို့သတ်မှတ်တယ်3 year education လို့သတ်မှတ်တာဖြစ်တဲ့အတွက် university တန်း join လို့ရတယ် IMAT ကိုတန်းဖြည့်လို့ရတယ်ပေါ့နော် IGCSE O level ပြီးထားတဲ့သူတွေကကြတော့ဘာဖြစ်လဲဆိုလို့ရှိရင် 3 year education ရှိရလို့မသတ်မှတ်ဘူးအဲ့တော့IGCSE O level ပြီးထားတယ်ဆိုလို့ရှိရင် A level ကိုသွားခြင်းသွားဒါမှမဟုတ် OSSD သွားခြင်းသွားအဲ့လိုမျိုးသွားလို့ရတယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင် 3 year education ရှိရလို့သတ်မှတ်တယ်ပေါ့နော်